Hello တင်ဆက်နေကြနေ့တိုင်းအတွက်အနှုတ်ပြန်လာပြီရှင်။နို့ဒီနေ့ဘာလေးပြောပြမလဲဆိုတော့အခုလေထိုင်းမှာလေအရန်ကိုနာမည်ကြီးသွားတယ်လေမီးလောင်မှုလေသိလိုက်တယ်မလားအဲ့ဒီမီးလောင်မှုလိုမျိုးပဲဟိုးအရင်နေတော့ကလည်းတိတိကျကျပြောရရင်တော့2009ခုနှစ်ပေါ့နော်အဲ့တုန်းကလောင်သွားခဲ့တဲ့ဒီလိုမျိုးပဲ night club ပေါ့နော် Santika ဆိုတဲ့ night club ရဲ့အကြောင်းလေးကိုနှုတ်ပြောပြမှာဖြစ်ပါတယ်ရှင်ပြီးတော့ဒီနေ့ဘာစားမလဲဆိုတော့နှုတ်လေးညားဘက်လေးနေဝေးလျှော့နေရောလေဒီမှာအတီးလေးရှင်အတီးပဲစားရမယ်ပေါ့နော်ဒီကကြတော့ရှုပ်မှာဆိုလို့ဆိုခွာထားတာဒါကကြက်မောက်တီပြီးတော့ကြတော့ဒါကကြတော့ကျွဲဝတီပါရှင်စားကြပါအောင်ရှင်ကဲနိုရိုထုံးစံတိုင်းပေါ့နော်ဒီအကြောင်းအရာလေးကိုစပြီးတော့ပြောလိုက်ရအောင်ဒီစန်တီကာကလပ်ပေါ့နော်စန်တီကာကလပ်ကလွန်ခဲ့ရတဲ့2009ခုနှစ်ပေါ့နော်2009ခုနှစ်မှာကတည်းကဇန်နဝါရီ1ရက်နေ့ပေါ့ပြောမယ်ဆိုလို့ရှင်တိကျကျပြောရမယ်ဆိုလို့ရှင် New Year night ကွာသိလား New Year night ဆိုလူတွေကပြောချင်တယ်မူးချင်တယ်ပါချင်တယ်သိရမလားအကုန်လုံးကအဲ့လိုမျိုးအရန်ကိုစိတ်လို့ကိုယ်လုံးနဲ့ပြောရှင်ချင်တဲ့သူတွေဆိုတော့လေအဲ့ဒီညမှာဖြစ်သွားတာပါရှင် New Year countdown အော်အပြီးမှာစပြီးတော့မီးလောင်သွားတာပေါ့နော်အဲ့ဒီမှာအားလုံးပေါင်းစုပေါင်းကကြတော့လူ68ယောက်ပေါ့နော်ဆုံးသွားတယ်ပြီးတော့ကြတော့လူ220ကျော်လောက်ကဒဏ်ရာအပြင်းထန်ရကြတယ်ပေါ့နော်တော်တော်ဆိုးရွားတယ်ထိုင်းနိုင်ငံရဲ့တမိုင်းမှာအကြီးမားဆုံးမီးလောင်ခဲ့တဲ့မှုခင်ပေါ့နော်အဲ့ဒီနေ့ကလူတွေကနှစ်သက်ကိုကြိုးဆိုဖို့အတွက်လူထောင်ပေါင်းများစွာကဒီဘန်ကောက်ကစန်တီကာကလပ်ပေါ့နော်အဲ့ဒါကတော့အက်ကမိုင်းမှာရှိတာပေါ့နော်အဲ့ဒီဘက်ထဲကိုဝင်ရောက်လာပြီးတော့ပျော်ရွှင်ပျော်ပါကြရပေါ့နော်အဲ့ညကိုသူတို့ရဲ့အတွင်းမှာတော့ပျော်စရာညာလေးတညာဖြစ်မယ်လို့သူတို့တွေကမျှော်လင့်ခဲ့ကြတာပေါ့နော်ဒါကတော့ဒီလိုပါပဲလူတိုင်းပဲဒီ New Year night ဆိုလို့ရှိရင်သိရမလားပျော်ပျော်ရွှင်ရွှင်ကိုချစ်တဲ့ခင်တဲ့သူတွေနဲ့အတူတူသိရမလားတောက်ရင်စားရင်အဲ့လိုမျိုး New Year နေ့လေးကိုကောင်းဆုံးကြမယ်လို့လူတိုင်းမှာရွယ်ချက်ကိုစီရှိကြတာ哦ဒါပေမဲ့သူတို့အတွက်အဲ့ဒီညဟာပျော်ရွှင်စရာညမဟုတ်ဖ ೇನೆ အသက်လူပြေးခဲ့ရတဲ့လူပေါင်းများစွာရဲ့အသက်ကိုရှူသွားခဲ့တဲ့ငရဲတစ်ခုအဖြစ်နဲ့ပြောင်းလဲသွားခဲ့ပါတယ်ရှင်ဒီသတင်းတပ်ပုံလေးတွေကတော့စန်တီကာကလပ်ရဲ့မီးလောင်မှုမှတ်တမ်းတွေပေါ့နော်ဒါလေးတွေကိုနိုအင်တာနက်ကနေပြီးတော့ပြချင်လို့ရှာဖွေပြီးတော့တင်ပေးထားရပါရှင်ကြည့်ကြပါအောင်အရန်ကိုဝမ်းနေစရာကောင်းပါတယ်ရှင်အရန်တနာစရာကောင်းတာပဲသိလားကဲစားလိုက်ပါအောင်မယ်ဟိုညဘဘာမှမစားသေးဖိုက်စားလို့တော်ချိုးရကောင်းတယ်ရန်ကျမတီရောပါတော့ပါလေဒီချိန်ပေါ်တာဖြစ်တယ်နော်ဒီချိန်ဆိုလို့ရှိရင်တော်တော်စားလို့လည်းကောင်းတယ်ပြီးတော့ကြတော့လေဒီမှာကျတော့ကျွဲကောတီရောပါတော့ဓာဒီတိုင်းမှာတွေ့နေရတယ်လို့ပဲတခြားအချိန်နေရှိလားမရှိလားတိတ်မသိဘူးနောက်တော့နောက်တစ်ခုကလေထွင်းသည်ဓာဒီတိုင်းပေါ်နေလို့ပဲအများလို့တွေ့နေရတာကျမတို့လိုက်ချီးသွားကြဒီချိန်မှပေါ်တာပေါ့နော်ပေါ်တော့မှစားကျွဲကောတီကတော်တော်ကောင်းတယ်ချိုးနေရပဲလုံးဝအချင်းတစ်စက်မှမပါဘူးနော်ကျွဲကောတီဆိုရင်တော်တော်ကြိုက်တယ်ပြီးတော့ကြာနှွာဖို့အရင်ပြင်တယ်အဲ့ဒါကြောင့်မလို့ဒီမှာနေရတာအရင်စင်ပြတခုပါအသီးကိုကိုယ့်ကိုနှွာပြီးစားကြမလို့ကွာအထူးသဖြင့်ဒီလိုမျိုးကွာစိတ်မရှည်နိုင်စရာကောင်းတဲ့အသီးမျိုးတွေပေါ့အဲ့တော့ကြာဒီမှာတအားပြော့ပြီးတော့အသီးနဲ့လည်းတအားပေါ့ရလို့ခံစားရကောင်းနေရောကောင်းလိုက်တာကဲဆက်ပြောလိုက်ရအောင်နော်ဒီပေါ့နော်မီးလောင်မှုကြီးကဘယ်လိုအချိန်မှစပြီးဖြစ်ခဲ့လဲဆိုတော့
ကောက်နှောင်ပြီးသွားတဲ့အချိန်ပေါ့နော်ကောက်နှောင်ပြီးသွားတဲ့အချိန်မှာကွာတည်လားသူတို့ကအဲ့လိုမျိုး fire ဟိုဟာ walk တွေပေါ့နော်မီးရှူမီးမန်းနေကွာသူကအမှန်တကယ်တော့ဒီအဲ့ fire walk လေးတွေကဒီလိုမျိုးအဆောင်ထဲမှာလုပ်တဲ့ဟာလေးပဲပေါ့နော်ဒီလိုအပြင်မှာလုပ်တဲ့ဟာတော့မဟုတ်နေဘူးအဲ့မီရှူမီဘန်တွေကိုစပြီးတော့အဲ့ live band ကတချင်းဆိုတဲ့အချိန်မှာပေါ့နော် stage ပေါ်မှာမီရှူမီဘန်တွေစပြီးတော့ဖောက်ခဲ့ကြတယ်ပေါ့နော်ခဏလေးပဲတကယ်ကိုခဏလေးအတွင်းမှာပဲစီလင်ပေါ်ဘက်ကနေပြီးတော့စပြီးတော့မီးရအစတင်ပြီးတော့ပေါ်လာတယ်ပေါ့နော်ဒါမဲ့သူတို့ကအစပိုင်းမှာလူတွေကဘယ်လိုထင်ကြလဲဆိုတော့ဟာဒီက show ရဲ့ effect လောက်တာပေါ့ကွာသိလားဒီ show မှာပါတယ်ဒီတင်ဆက်တဲ့ပုံစံပဲပေါ့သိလားဟဲ့အဲ့လိုမျိုးထင်ခဲ့ရတယ်သူတို့ကကိုယ့်အနေနဲ့ကိုကြုံမြင်နော်အဲ့မှာစက္ကန့်ပိုင်းလောက်အတွင်းမှာမီးကလုံးဝကိုအမဲရအောင်အစိတ်ပြင်းတဲ့မီးကိုငွေလုံးကြီးဖြစ်သွားပြီးတော့တဲ့ club တစ်ခုလုံးလုံးဝဖုံးလန်းသွားခဲ့ပေါ့ကွာသိလားအဲ့ဒါလည်း तू ကပြောမယ်ဆိုလို့ရှိရင်ဒီလိုပဲလေမီးလောင်တဲ့ခါကြလို့ရှိရင် तू အဲ့နာရှိရဲ့အရာဝတ္ထုတွေအကုန်လုံးကိုလောင်ကျွမ်းသွားတဲ့အချိန်ကြတော့ तू ကလုံးဝကိုအစိတ်ပြင်းတဲ့မီးကိုအနေနဲ့ပေါ့နော်မီးကိုလုံးအမဲထွက်လာပေါ့နော်အဲ့ဒါကြောင့်လို့ तू လူတွေရတဲ့မီးကိုတွေကြောင့်မမြင်ရတော့ဘူးတက်ရှူလို့မရတော့ဘူးအကုန်လုံးက panic ဖြစ်ပြီးတော့ထွက်ပေါက်ကိုကွာအလူရွက်ပြေးကြတာသိလားဒါမဲ့ဘာဖြစ်လဲဆိုတော့အဓိက main ထွက်ပေါက်ကတစ်ခုပဲရှိတယ်အဲ့မှာ emergency exit တွေကလည်းပိတ်ထားတယ်နောက်တော့ကြာ sprinkler snake ကလည်းမရှိပြန်ဘူးအဲ့ဒီအချိန်မှာလူတွေကတယောက်ပေါ်တယောက်လုံးဝကိုလဲကျပြီးတော့ထပ်ပြီးတော့ကျပြီးတော့ထွက်ပေါက်ရှိမှလည်းလုံးဝပိတ်မိကုန်ကြရပေါ့နော်ထွက်ပေါက်ကလည်းတစ်ခုတည်းကွယ်သိလားပြီးတော့ကြာအဲ့ကလပ်မှာလူတွေဒဏ်ရာရတာလဲ200ကျော်တယ်စဉ်းစားကြည့်ပြီးတော့ကြာတော့တကယ်ဟိုတိတ်ဆုံးသွားတာလဲ69ယောက်ကျော်အဲ့တော့ကြာတော့ဘာဖြစ်တယ်လဲဆိုတော့ဒီ club မှာစုစုပေါင်းရှိမဲ့လူရေတော့ကခံမှန်းလို့ရတယ်ကွာအနည်းဆုံးတော့သူတို့ထောင်ကနန်းလောက်တော့ဒီအဲ့ club ထဲမှာထည့်ထားတာနေလိမ့်မယ်သိလားသူက club ကြီးရတယ်အကြီးတယ်ပေါ့နော်ဒါပေမဲ့အဲ့ခေတ်တုန်းကတော့နူတို့မရောက်ဘူးလိုက်ဘူးပေါ့နော်အဲ့ club ကိုတော်တော်လေးနာမည်ကြီးပြီးတော့အဲ့အကာမပတ်ဝန်းကျင်မှာဆိုလို့ရှိရင်တော်တော်လူကြိုက်များပြီးတော့ထင်ရှားတဲ့နာမည်ကြီးရဲ့ club တစ်ခုထဲမှာပါတာပေါ့နော်အဲ့မှာဒီပေါ့နော်ဒီ disaster ကိုကြုံရတဲ့သူတွေထဲမှာနိုင်ငံခြားသားတွေလည်းအများစုပါဝင်တယ်ဘာလို့လဲဆိုတော့အကာမ area တဝိုက်ကကွာတော်တော်များများအဲ့လိုဂျပန်နေဟိုဒီနိုင်ငံခြားသားတွေအဲ့လိုမျိုးတော်တော်များများနေကြတဲ့ area ပေါ့နော်အဲ့မှာတော်တော်လူစီကားတဲ့ထင်ရှားတဲ့ဘန်ကောက်ရဲ့ရက်ကွက်တစ်ခုဖြစ်တယ်ပေါ့နော်တချို့တွေကကြတော့တဲ့မှန်ကိုခွဲပြီးတော့ထုတ်ဖို့တဲ့စူးစမ်းကြတယ်တချို့တွေကကြတော့တငယ်ချင်းကိုဆွဲထုတ်ပြီးတော့တဲ့ဟိုဗာလဲအဲ့လိုမျိုးပြောတော့ပြန်ဝင်သွားတာပေါ့သူတို့ကတော့ထွက်လာခဲ့ပြီဒါပေမဲ့သူတို့တငယ်ချင်းကြံခဲ့တော့သူတို့ကလေပြန်ပြီးတော့ဆွဲခေါ်မယ်ဆိုပြီးတော့ဟိုပြန်ပြီးတော့ဝင်သွားပြီးတော့မှပြန်ထွက်နိုင်ကြတော့ပေါ့နော်တကယ်ကိုမိနစ်ပိုင်းအတွင်းမှာပဲ club တစ်ခုကမီးခိုးတွေနဲ့မီးတွေနဲ့ဂျားထဲမှာပိတ်မိနေတယ်လူရာပေါင်းများစွာရဲ့ order တွေကလုံးဝကိုပြည့်နှက်သွားတယ်ကွာငရဲတမျှပဲကွာဟာကြောက်စရာကြီးတွေးလိုက်လို့ရှင်တော့အရင်ပဲနိုးလေးဘွားမှာလေအဲ့လိုမီးကိုတွေနဲ့အဲ့လိုမျိုးလေးမီးပေါ့နော်အဓိကတော့မီးပေါ့နော်မီးကကြောက်စရာအကောင်ဆုံးလို့တော့ခံစားမိရပေါ့နော်ရန်သူမျိုး၅ပါးထဲမှာသူ့ဟာနဲ့သူကြောက်စရာအကောင်ဆုံးဆိုမှလည်းမီးနဲ့ဆိုလို့ရှင်ကွာတေရတာကြီးမတက်တာဘူးလို့ခံစားရတယ်ကွာမီးလောက်ပြီးတေရရင်အရင်ကြောက်စရာကောင်းတယ်ခံစားမိရပေါ့နော်အဲ့မှာပေါ့နော်တေဆုံးသူအများစုကတော့တဲ့ဒီစစ်ချက်တွေထွက်လာတဲ့ခါကျတော့သူကဘယ်လိုလဲဆိုတော့ဒီမီးလောင်မှုကြောင့်မဟုတ်ဘဲနဲ့ဒီမီးခိုးငွေတွေကိုရှူရှိုက်မိပြီးတော့တဲ့အစိတ်ပြင်းတဲ့မီးခိုးတွေဖြစ်တာကြောင့်မလို့ထွက်ပေါက်မှာပဲအဲ့လိုမျိုးပိတ်မိတာတကြောင်အစိတ်ပြင်းတဲ့မီးခိုးငွေတွေကိုအချိန်ကြာရှူရှိုက်မိရဖြစ်တဲ့အတွက်ဟို brain နဲ့ကိုအောက်ဆီဂျင်မရောက်တော့ဘဲနဲ့ဆုံးသွားတဲ့သူတွေတော်တော်များတယ်ပေါ့နော်အဲ့လိုမျိုးနောက်ပိုင်းမှာစုံစမ်းစစ်ဆေးမှုတွေကနေပြီးတော့သတင်းထုတ်ပြန်ခဲ့ပေါ့နော်စုံစမ်းစစ်ဆေးမှုတွေနောက်ပိုင်းလုပ်တဲ့ခါမှာတဲ့ club ကတဲ့လုံခြုံရေးစံနှုန်းတွေလည်းမပြည့်မီထားဘူးပေါ့နော်မိသားစနစ်ဖြစ်တဲ့အဲ့လိုမျိုးဒီ fire alarm တို့ဘာလို့ညာတော့အဲ့ဒါကြီးအားနေတာတကြောင်လူအရေးအတွက်သတ်မှတ်တဲ့ကန့်သက်ချက်ကိုကြော်လွန်ပြီးတော့လူတွေအများကြီးကိုထည့်ပြီးတော့ဟိုလက်မှတ်တွေရောင်းထားတာတကြောင်ပေါ့အဲ့ဒါတွေများစွာတွေ့ရှိခဲ့ရပေါ့ကွာအဲ့တော့ကြတော့ club ပိုင်ရှင်နဲ့တာဝန်ရှိသူတချို့ကိုလည်းအရေးယူခဲ့တယ် club ပိုင်ရှင်ကတော့အဲ့လိုမျိုးထောင်ချသွားတယ်လို့အဲ့လိုမျိုးကြားခဲ့ရတယ်ပေါ့နော်အဲ့ဆန်တီက black ရဲ့မီးလောင်မှုကဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာအဆိုးရွားဆုံးတဲ့ night club disaster တွေထဲမှာလုံးဝကိုတပိုင်းဝင်ခဲ့ရကွာနှစ်တစ်ကိုပျော်ရွှင်စွာကြိုဖို့လာတဲ့လူထောင်ပေါင်းများစွာကသူတို့အိမ်ကနေထွက်လာခင်တော့ဟာတကယ်ချင်းနေနဲ့ပျော်မယ်ပါမယ်မိသားစုတွေအမျိုးတွေနဲ့အတူတူသွားမယ်တချို့ကလည်းချစ်သူနဲ့အဲ့လိုမျိုးပျော်ရွှင်မှုတွေနဲ့ပြည့်နှက်ပြီးနှစ်တစ်ကိုကြိုဖို့အတွက်ဟိုအားရနေတကြော့စာနဲ့ကွာတိလာပျော်ရွှင်လာခဲ့ကြတဲ့လူတွေဟာအဲ့ဒီမှာတချို့တွေကအိမ်ကိုပြန်မရောက်တော့ဘူး
လုံးဝပြန်မရောက်နိုင်တော့တဲ့ disaster ကြီးကိုကြုံရတာပေါ့နော်ဒေါက်တာဆောင်းမှုကတော့မိနစ်ပိုင်းပဲကြာရဲဆိုပေမဲ့အဲ့ဒီနာကျင်မှုတွေကမိသားစုတွေရင်ထဲမှာတော့တသက်တာလုံးဆွဲပြီးတော့ကြံခဲ့ရပါတော့နော်တကားအရှိမှပဲရှိရဒါပေမဲ့ဘယ်သူမှပြင်အောင်မထွက်နိုင်ခဲ့ကြတော့ဘူးပေါ့နော်ဒါလေးကိုနွားပြောပြချင်တာကြတော့ဒီလိုမျိုးပေါ့နော်ပျော်ပွဲရှင်ပွဲတွေတွားလာတာလဲပေါ့နော်တေချာကယူဆရမယ်ဆိုတဲ့ဟာကိုအတိတရားလေးတစ်ခုဝင်စေချင်လို့ပြောပြချင်ဖြစ်ပါတယ်ပြီးတော့အခုလက်ရှိလက်တလုံးမှာပဲဒီ2026မှာပေါ့နော်ကြုံခဲ့ရတဲ့ဒီဇူလိုင်လ23ရက်နေ့မှာဖြစ်သွားခဲ့တဲ့ဒီလက်ဖရောင်းကပတ်တစ်ခုရဲ့မိလောင်မှုမှာဆိုလို့ရှိရင်လည်းအခုချိန်ထိလူဦးရေပေါ့နော်30လောက်အထိ31ယောက်လောက်အထိတေသွားပြီလို့ထိုင်းကအာဏာပိုင်တွေဒီသတင်းတွေ channel တွေကနေပြီးတော့ထုံးလွှင့်တင်ဆက်နေပါတယ်ပေါ့နော်ဆက်စချင်းကတော့29ယောက်တေရဲဆိုပြီးတော့ခံမှန်းထားရပြင်မဲ့အဲ့လိုမျိုး29ယောက်အလောင်းရှာတွေ့ခဲ့ပြင်မဲ့နောက်ပိုင်းစိတ်ရုံပေါ်မှာထပ်ပြီးတော့တေသွားတဲ့သူတွေလည်းတိုးလာဖြစ်တဲ့ကြောင့်လက်တလုံးမှာ31ယောက်လောက်ဝင်းကျင်လာအထိတော့ရှိသွားပြီလို့ပြောကြပါတယ်ရှင်အဲ့တော့ဒီမီးလောင်မှုတွေကလေတည်လားဟိုဘယ်လိုပြောမလဲဒီ club တွေရဲ့ပေါ်ဆမှုလည်းပါတယ်ပေါ့နော်ဟိုဒီမှာလည်းအရန်ကိုအရေးယူပြီးတော့ပေါ့နော်တေးချာချာနိုင်နည်းနည်းမလုံနိုင်ခဲ့လို့ပဲဒီ club တွေကလည်းရော်တီရော်ရဲ့စီကန်းတွေကလည်းအဲ့လိုမျိုးတေးချာမရှိဘဲနဲ့ပေါ့နော်အဲ့လိုမျိုးဟိုဒီ disaster ဖြစ်သွားတယ်လို့ပဲခံစားရပါတယ်အဲ့ဒါကြောင့်မလို့ဒီလူတွေအစားပေါ့နော်နှိုကအဲ့လိုမျိုးဝမ်းနေတယ်အဲ့ဒါဖြစ်တဲ့အတွက်ကိုနှိုကနေပြီးတော့တကယ်လို့သွားကြမယ်ညီညီမတွေအဲ့လိုမျိုးမိသားစုတွေအဲ့လိုမျိုးတွေရှိကြတယ်ဆိုလို့ရှိရင်လည်းကိုသွားမဲ့နေရာရဲ့ပေါ့နော် fire exit ကိုသွားပြီးတော့သွားတဲ့အချိန်မှာအဲ့ club ရဲ့ fire exit ကိုတေးချာတော့ကြည့်ပြီးလေးလာပြီးတော့မှပဲအဲ့လိုမျိုးနေဖို့ပေါ့နော်အဲ့လိုမျိုးဘာလို့လဲဆိုတော့တနေရာသွားတယ်ဆိုလို့ရှိရင်ကိုဘာကြုံရမယ်ဆိုတာမပြောနိုင်ဘူးဒီလိုမျိုးအမှုကိစ္စတွေကြုံရနိုင်တာဖြစ်တဲ့အတွက်ကိုအနည်းဆုံးတော့ကိုယ့်ရဲ့လွတ်လန်းပေါ့နော်လွတ်လန်းကိုအရင်ရှာထားသင့်ပါတယ်ပြီးတော့ကြတော့အနည်းလေးကိုအဲ့လိုမျိုး fire exit နဲ့အနည်းဆုံးနေရာမှာနေပြီးတော့ဘာပဲဖြစ်သိရမလားသတိလက်လွတ်နဲ့မေ့နေဖို့အတွက်ကိုနိုကနေပြီးတော့သတိပေးခြင်းဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်တော့ဒီအရန်ဝမ်းနည်းစရာကောင်းတဲ့လူပေါင်းများစွာတည်ဆုံးခဲ့တဲ့2009ခုနှစ်ကစန်တီကာကလပ်ရဲ့အကြောင်းလေးကဒီမှာပဲပြီးဆုံးပါပြီရှင်နောက်တော့တခုလေးလာသိရှိရတာလေးဒီလားစန်တီကာဆိုတဲ့ဥစ္စာသူကပါဠိလိုအဓိပ္ပာယ်ပေါ့နော်သူကဘာလဲဆိုတော့ agent ရှင်နဲ့ဒါမဲ့ဒီ club ကြီးရဲ့နာမည်က agent ချင်းဆိုပြီးတော့ပေးထားပေမဲ့လေဒီလိုမျိုးပူလောင်ခြင်းဖြစ်တဲ့မီးလောင်ခြင်းနဲ့ပဲအဆုံးသက်ပြီးတော့စက်သိမ်းသွားတာပေါ့နော်ခုချိန်ကြီးလဲအဲ့မှာကအရန်6လို့ရဲအဲ့လိုမျိုးပေါ့နော်ဒီတရေပိုင်း6တာလဲကြားရတယ်ရှင်အဲ့အကြောင်းမလို့လဲအဲ့နေရာမှာခုချိန်ကြီးလဲဘာမှအဆောက်အစားတိုးပြီးတော့စောက်ထားခြင်းလည်းမရှိဘူးပေါ့နော်ဒီတိုင်းကွက်လက်လွတ်ကြီးအနေနဲ့ရှိနေပါတယ်ရှင်အဲ့အကြောင်းအကမိုင်ပဲရောက်တယ်ဆိုလို့ရှိရင်အဲ့ကြလို့ရှိရင်တွားကြည့်လိုက်ပေါ့နော်လေ့လာကြည့်လိုက်ပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်နို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပါအောင်ရှင်နောက်ပြီးတော့အပတ်စဉ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကိုအနည်းဆုံးတော့2ရက်3ရက်ကိုတစ်ခါတစ်ပုတ်ပေါ့နော်တင်နိုင်အောင်အတွက်နို့စူးစမ်းနေပါတယ်အဲ့ဒါကြောင့်မလို့အားပေးကြပါအောင်ရှင် bye bye see you next vlog